လုံးပဲမင်္ဂလာပါဒုတိယပိုင်းလေးကိုကျွန်တော်ဆက်လက်ပြောကြားပေးမှာဖြစ်ပါတယ်သူတို့စလစ်ထုတ်ပြီးတာနဲ့ပြန်စစ်နာမည်တွေဟိုပေါ့ fan name ဟို meta name last name ရမွေးနေ့တွေပြန်စစ်ပါဘာဖြစ်လို့လဲဆိုတော့ခဏပြီးဖြည့်ပြီးတာတို့ချစ်ပြန်ထုတ်ပြီးတော့အဲ့ကလေးတွေအတွက်ကို temporary medical ကတလားကတ်ကိုထုတ်ပြလိုက်မှာဖြစ်ပါတယ်အဲ့တလားကတ်ပြီးတာနဲ့သူကကလေးတွေအတွက် medical ကတ်ဟိုထုတ်ပြမှာဆိုတဲ့အတွက်နာမည်မှားလို့မရအောင်အဲ့ဒီမှာတစ်ခုလောက်အကြံပေးချင်တာကတော့နာမည်ကိုပေါ့ဟိုဒီလိုလာမယ်လို့ရည်ရွယ်ချက်ရှိတဲ့လူတွေကတော့ကလေးတွေနာမည်ကိုယူရှင်းရှင်းနဲ့အလွယ်ကူဆုံးပေးထားရင်ပိုကောင်းတယ်ခင်ဗျအားလို့ဒီမှာကနာမည်လေးတွေကျွန်တော်တို့ကမြန်မာဆိုတော့မြန်မာလိုပေးထားတယ်မှာပြန်ခေါ်လို့ရှိရင်နည်းနည်းလေးအခက်ကလေးတွေတွေးကြတယ်ပေါ့နော်ဒါလေးတွေအကြံပေးချင်တာပါappointment ပြေလို့တော့ပြတဲ့နေ့ကြတော့ကျွန်တော်တို့ကအင်္ဂလိပ်လိုသင်နာမလဲသိလို့ရှိရင်အမှစီကမှာ translator လိုတယ်လို့ပြောလိုက်ရင် translator မြန်မာ translator နဲ့ချိန်ပေးပါတယ်ပြီးတော့ကိုနေတဲ့အိမ်နဲ့နီးစပ်ဆုံး CBS စီးဆိုင်ဒီဇိုင်းလောက်ကိုအရင်ဆုံးကရှာထားပါဒါမှဘာလို့ဆိုတော့ကလေးအတွက်စီးတွေပါလေးလိုလို့ချင်းစီးဘက်မှာထုတ်လဲမေးပါလိမ့်မယ်အဲဒါကြောင့် CBS စီးဆိုင်လေးတွေကိုရှာထားပါဟိုစီကန်းပြတာတော့ကာကွယ်သေးထိုးတာတပိုင်းပြီးတန်တယ်သွားတွေအတွက်ပါသူတို့ကအပွိုင်မန့်နဲ့မှချိန်တာအမှတော့နည်းနည်းလေးတော့အလုံးရှုပ်တယ်ပြီးတော့ဟိုစီကာကွယ်သေးထိုးတာဟိုတနေရာတန်တဲ့အတွက်ကတနေရာတစ်ခါလေကျတော့လည်း IC ကမှာပဲဖြစ်တတ်ပါတယ်ဟိုပြီးတိုင်းတော့မတူကြဘူးပေါ့နော်ကလေးတွေအတွက်ဆေးထုတ်လို့ရှိရင်ခုနကကျွန်တော်ပြောတဲ့တလတမိုရာနီကတ်ကလေးနဲ့ CBS မှာထုတ်လို့ရတယ်တလပြည့်ပြီးလို့ရှိရင် benefit ကတ်ကလေးကျွန်တော်စာရိုက်ကနေပြီးတော့အမိနေတဲ့လိပ်စာအတိုင်းအောင်ကလေးတွေအတွက် benefit ကပန်းရောင်ကတ်ကလေးအိမ်ကိုရောက်လာပါလိမ့်မယ်နော်ဒါကလေးတွေအတွက်ဦးစားပေးဆိုတဲ့အတွက်ဟိုအဆင်ပြေပါတယ်ပြီးတော့သွားအတွက်လည်းအဆင်ပြေတယ်ကလေးတွေအတွက်ကနော်မိနစ်ကများနေတော့နှစ်ပိုက်ခွဲပြီးတော့တင်ပေးလိုက်ပါတယ်